ဒီခါတော့ပြောရင်တော့ခေါင်းမမာနဲ့တော့ပေါ့နော်ခေါင်းမမာနဲ့တော့ပေါ့ပြောရရင်ဖះကိုဆူတောင်းကြည့်ပါယေရှုဖះကိုဆူတောင်းပါတဲ့ဒီခါယေရမိ33အပိုင်းငယ်3အတူတူကကျွန်တော်ဖတ်ရအောင်ငါကိုခေါ်တော့ငါထူးနေကြီးသောအရာသင်မသိနိုင်အောင်နည်းနည်းသောအရာတို့ကိုငါပြကျွန်တော်တက်တိခံချက်လေးမတော်ရင်ကျွန်တော်နာမည်ဦးမျိုးမြင့်ဖြစ်ပါတယ်ခင်ဗျကျွန်တော်အသက်62နှစ်မှာနိုင်ငံဝန်ထမ်းဘဝအငိမ့်စားယူပြီးတော့အခုကျွန်တော်အသက်63နှစ်ဖြစ်ပါပြီကျွန်တော်ယုံကြည်သူတက်တာကို2025ခုနှစ်ပေါ့နော်10လပိုင်း25ရက်နေ့မှာကျွန်တော်ရခဲ့ပါတယ်။ကျွန်တော်ကတော့ဒါကျွန်တော်ယုံကြည်တဲ့ဘာသာတရားတစ်ခုမှာပေါ့နော်62နှစ်တိုင်အောင်ကျွန်တော်ဖြတ်တန်းခဲ့ပါတယ်။ဒါတော့တိုင်မှုကမျိုးရင်မင်းမတွေ့သေးဘူးလားမင်းတပည့်တိုင်မှုကျွန်တော်လည်းရှားနေပါတယ်မရတော့ဘူးတဲ့မင်းအချိန်3ရက်ပဲပြီးတော့မယ်တဲ့မတွေ့ရင်တော့ငါလုံတုံးလုံဒီတိုင်းစစ်ဌာနချုပ်တင်ပြပေါ့လေဒါခုံရုံးဖွဲ့စစ်ပေါ့ဒါလုံတက်ခိုက်လုံတုံးလုံဒီတွေပေါ့ဟုတ်ကဲ့ပေါ့ဘယ်တတ်နိုင်လဲအဲ့တော့3ရက်အချိန်ရမယ်ဆိုတော့ကျွန်တော်လည်းလိုက်စုံစမ်းတာပေါ့နော်ဖုန်းလေးဆက်တယ်ပါညာလို့အဲ့ဒီအချိန်မှာစနေနေ့တိုင်းဝိပုစုတောင်းလုပ်တာအဲ့ဒီအချိန်ကျွန်တော်ရောက်လာတော့အိမ်မှာစုတောင်းနေတာပေါ့လေသူတို့လည်းကျွန်တော်လည်းညင်းနဲ့လာရင်းနဲ့ထိုင်တော့အဲ့ဒီအချိန်မှာဆရာတော်ဂက်စတင်ကအဲ့မှာသူတို့ဒေသနာဝင်ခိုင်းနေပြောနေတယ်ကျွန်တော်မေးတာပေါ့ဘာအတွက်လာလဲဆိုခုနပေါ့နော်ခုနလိုတို့ရှိတယ်သူတို့ဝီလက်ခံမလားတဲ့ကျွန်တော်ဆူတောင်းပေးမယ်တဲ့ဘာဖြစ်လို့လူကအခက်အခဲဖြစ်နေတဲ့အချိန်ကောက်ရိုးတမင်ရက်တပယ်ရလဲကိုယ့်ရဲ့ရင်နေနေတဲ့အချိန်မှာဆွဲလို့ရတယ်လေဒါကိုယ့်အသက်ကြီးတဲ့အရာပဲလေယုံကြည်တာမယုံကြည်တာတဲ့လောလောဆယ်ဒါလေးဆူတောင်းပေးရင်လည်းမဆိုးဘူးပေါ့နော်ဟုတ်ချင်လည်းဟုတ်လိမ့်မယ်ပေါ့လေစိတ်ထဲကတော့ဟုတ်ကဲ့ပါပေါ့ပေါ့ပါပဲဆိုတော့သူဆူတောင်းတယ်အဲ့တော့ဖြစ်ချင်တော့ကျွန်တော်ကလည်းအဲ့ဒီအချိန်မှာတက်ပြောင်းမင်းရလဲထွက်နေမော်လမြိုင်တက်ကိုပြောင်းအောင်အဲ့တော့ဆရာကဗာဆူတောင်းပြီးလဲခုနပျောက်သွားတဲ့ဆရာကြီးတွေပြန်တွေ့မယ်ဒီရိတ်ခါကိစ္စတွေလည်းအဆင်ပြေအောင်ပြောင်းကျင်တဲ့တက်ပြောင်းဝင်ရအောင်ပေါ့နော်သူဆူတောင်းပေးတယ်ကျွန်တော်ဆူတောင်းပြီးတော့စနေနေ့ညပြီးတော့ဒနုံနေကျွန်တော်တို့တက်ကိုပြန်တာပေါ့နော်ပြန်တော့ကျွန်တော်နေ့လေတနာရီခွဲ2နာရီလောက်ခါကြီးဘုရားကြီးလမ်းဆောင်ရောက်တော့တက်ကိုအဲ့ချက်မြင်းလဲလေးပဲရှိတယ်မြင်းလဲနဲ့သွားတာမြင်းလဲကလူ9ယောက်ပြေးမှထွက်တယ်ဆိုတော့ကျွန်တော်တို့အဲ့မြင်းလဲခိတ်မှာကျွန်တော်တို့သားဖ3ယောက်ကြံရီဆိုင်လေးရှိတယ်ကြံရီတောက်နေတဲ့အချိန်မှာအဲ့ဒီကျွန်တော်စီကပျောက်သွားတဲ့တက်ချက်ကြီးကိုတက်ကရုံးကြီးကပခုံးဆွဲပြီးတော့ကြံရီဆိုင်နဲ့ခေါ်လာကဲမှာဘူကြီးပျောက်တယ်ဘူကြီးတစ်ဖက်ပါလာပြီဆိုမိလာပြီဗျာဆိုပြီးကျွန်တော်လည်းလာအပ်တယ်ကဲကျွန်တော်တို့ကတော့ဘာပဲပြောလေဟိုကျွန်တော်အထုပ်ကြီးပေါ့နော်ကျွန်တော်အဲ့ချိန်ကာလတန်ကြီး300လောက်ရှိဘယ်လိုမှလည်းမယုံနိုင်ဘူးကျွန်တော်ကောင်းမှတောင်းပါရှိအဲ့တော့အဲ့ဆရာကြီးပြန်တွေ့တဲ့အတွက်ရိတ်ခါကိစ္စတွေရှင်းတယ်ငွေကိစ္စကြေးကိစ္စတွေရှင်းတယ်ပြီးတော့လွတ်လပ်လပ်ကျွန်တော်ပြောင်းဝင်ရသွားတာပေါ့နော်ဒါမဲ့ကျွန်တော်ယေရှုကျွန်တော်ချစ်တယ်စောင့်ရှောက်တယ်ဆိုတော့မယုံသေးဘူး2005ကျတော့ကျွန်တော်ကျိုင်းတုံပဲရောက်သွားပြီတာဝန်ထမ်းဆောင်နေတယ်ကျိုင်းတုံပဲမှာတာဝန်ထမ်းဆောင်တဲ့အချိန်မှာကျိုင်းတုံမှာကျွန်တော်နေတဲ့ချိန်တော့ကျွန်တော်တို့အိမ်ကိုအဲ့လိုပေါ့လာပြီးတော့ဆူတောင်းပေးတဲ့ဒေါက်တာတို့စီပေါ့နော်လာတဲ့ဆရာတော်တစ်ပါးရှိတယ်အဲ့ဆရာတော်ကတော့ချင်းဆရာတော်ပေါ့နော်ဆရာစတီဗန်လို့ခေါ်ပါတယ်ဗျလက်ရှိကျိုင်းတုံမှာရှိသေးတယ်အဲ့ဆရာလေသူကအပတ်တိုင်းလာဆူတောင်းပေးတယ်အားနဲ့လိုပဲဘုကြီးဟုတ်တယ်ကျွန်တော်တို့ဒါတာဝန်ထမ်းဆောင်မှုအဲ့ဒီပဲသွားရမယ်ထုံးစံတိုင်းသူကဘုကြီးကျွန်တော်ဆူတောင်းပေးမယ်ရတယ်ဆရာဆူတောင်းရတယ်ဆိုဒီလိုပဲပေါ့တန်တန်ပါပဲသူဆူတောင်းပေးတာပေါ့နော်သွားရင်လန်ကီပေးရနဲ့မဖြစ်ဘူးလုပ်ငန်းဝင်နဲ့လည်းအဆင်ပြေဖို့ပေါ့နော်သူလိုအပ်တာဆူတောင်းပေးပါတယ်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်လုပ်ငန်းဝင်တာဝန်ထမ်းဆောင်မှုသွားပါတယ်အဲ့လုပ်ငန်းဝင်ရောက်တော့အဲ့မိုင်းရောင်းပဲပေါ့နော်မိုင်းလမ်းကြောင်းမှာခုနပြောသူပေါ့ကျွန်တော်လမ်းဘေးမှာယာယီတဲတွေထိုးပြီးတော့ခုနပြောတယ်ဘယ်ဟိုးတွေပါတယ်ယာယီတဲထိုးပြီးတော့ရဲဘော်တွေကတဲတစ်လုံးပေါ့ရဲဘော်တွေကလည်း90 80လောက်ရှိတယ်နော်ရာရှိကတော့အဲ့မှာ4ယောက်ရှိတာပေါ့နော်သွားပြီးတော့လမ်းဘေးမှာအိတ်ပြီးတော့အဲ့လိုလှုပ်ရတာဟုတ်ဒါပေမဲ့ကျွန်တော်မယုံသေးဘူးဗျာအဲ့ချိန်တည်းဖျားခွေကားတယ်ဟုတ်လေကျွန်တော်မယုံသေးဘူးသူကသူလူချိန်တယ်လို့လွတ်တာပေါ့နော်ငါတော်လို့ငါတိလို့ဆိုတဲ့စိတ်ကားဒီချိန်တည်းရှိနေတော့မယ်ဒါပေမဲ့အခု2025ပေါ့နော်တစ်ချိန်နောက်ဆုံးချိန်မှာကျွန်တော်တွေ့တာဘာဖြစ်လဲဆိုတော့ကျွန်တော်
ဘယင်ဂျီနာခေါ်တာပေါ့နော်ဘယင်ဂျီနာလို့လေကောင်းအဲ့ယောဂကျွန်တော်ဖြစ်တယ်25 9လပိုင်းဖြစ်တော့ကျွန်တော်ပါရဂူဆရာမကြီးနော်မာသေးဆိုတာရှိတယ်ဗျဆရာမကြီးကိုကျွန်တော်တွားပြတာပြအောင်ကျွန်တော်တော်တော်နေစားတော်ပြတ်တာပေါ့နော်ထိုင်လို့လည်းမရမတရလည်းမရလှဲနေလည်းမရတော်တော်အခြေအနေဆိုးဆိုးဖြစ်တယ်အဲ့တော့ဆရာမကြီးတွားပြတော့မရဘူးလေတော့ဟာခွဲရမယ်ဆိုတော့ခွဲရစိတ်ရမယ်ဆိုတော့နည်းနည်းတော့ကြောက်တာပေါ့နော်လူဆိုတော့ကြောက်တော့ကျွန်တော်ကစီးစစ်သေးတယ်ဆရာမကြီးကလို့စီထိုးစီးစားလို့မရဘူးဒါကျွန်တော်မခွဲချင်ဘူးမရဘူးလေခွဲမှရမယ်ဟောနောက်ဆုံးတော့လည်းမရတော့ဟုတ်ကဲ့ခွဲပါမယ်ပေါ့ကျွန်တော်ဂတိကိုပြုခဲ့ရတာပေါ့နော်ခွဲပါမယ်ဆိုအဲ့ဒီချိန်မှာအိမ်မှာဒေါ်သူစားနဲ့ကျွန်တော်နဲ့2ယောက်ပဲရှိတယ်ဒေါ်သူစားလည်းအဲ့ဒီချိန်မှာ9လပိုင်းမှာသူက MIT မှာကျန်းစာသင်တန်းကျောင်းအဝေးသင်တက်နေတော့သူဒုတိယနေ့အဝေးသင်သွားအောင်သူ2ပတ်သွားအောင်ပေါ့နော်2ပတ်သွားမယ်ဆိုတော့ဆရာမကြီးကိုပြတော့သူက9လပိုင်း25ဆိုတော့သူပြက်ကလေးလေးပါဆရာမကြီးကကြည့်ပြီးတော့17ရက်10လပိုင်း17ရက်နေ့မှာသူကကျောင်းသင်တန်းဆင်းမယ်12ရက်နေ့စနေနာ13ရက်နေ့စနေဖျားကျောင်းတက်14ရက်နေ့မန်ဒေးခွဲမယ်ပေါ့ဆိုပြီးတော့10လပိုင်း14ရက်နေ့ခွဲပါမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဒိတ်တွေပါတကယ်ယူထားတာပေါ့နော်ယူပြီးတော့ကျွန်တော်တို့ပြန်လာတော့ပေါ့နော်ပြန်လာတော့ဒေါက်တာကကျွန်တော်ပြောတယ်အိမ်ကြတော့တဲ့ဒီတစ်ခါတော့ပြောရင်တော့ခေါင်းမမာနဲ့တော့ပေါ့နော်ခေါင်းမမာနဲ့တော့ပေါ့ပြောရရင်တော့ဖះကိုဆူတောင်းကြည့်ပါကျွန်တော်နည်းနည်းပထမတော့ဝင်လေးသလိုဖြစ်တယ်ဆူတောင်းမှုတကယ်လေအဲ့လိုဆူတောင်းခြင်းနဲ့စိတ်ဖြစ်လာတော့ပေါ့နော်အဲ့တော့ကျွန်တော်ယေရမိနဂတိကျမ်းခန်းကြီး33ခန်းငယ်3မှာပေါ်တယ်ငါ့ကိုခေါ်တော့ငါထူးမိနော်ကြီးတော့ရာတင်မသိနိုင်တဲ့နည်းနည်းသောရာတော့ငါပြပြီဆိုတယ်နော်ကြံကြက်ပါအတိုင်းကျွန်တော်ယေရှုဖះကိုခေါ်တယ်ယေရှုဖះကျွန်တော်ဒီဝေဒနာတွေခံစားနေရတယ်ကျွန်တော်ပျောက်ချင်တယ်ကျွန်တော်တကယ်လို့ပျောက်ရင်ပေါ့နော်ဖះအသက်ရှင်ကြောင်းရှုံမယ်ဆိုပြီးတော့ကျွန်တော်ယေရှုဖះကိုကျွန်တော်ခေါ်ခဲ့ပါတယ်ပထမတညခေါ်တယ်မထူးပါဘူးဘာမှဒုတိယတညကျွန်တော်ဆက်ခေါ်တယ်မထူးသေးဘူးတတိယတညကျွန်တော်ဆက်ခေါ်တယ်3ညပြည့်ပြီး4ရက်နေ့မနေ့မှာတော့ထူးသွားတယ်အာမင်အာမင်ကျေးဇူးတင်ပါတယ်ကျွန်တော်ယောဂပျောက်သွားပြီနော်3ရက်ပြည့်ပြီး4ရက်မြောက်မနေ့မှာကျွန်တော်ယောဂကြီးပျောက်တယ်ဘုရားကျေးဇူးတင်တယ်ကျေးဇူးတင်တယ်နော်လူသားအလုံးရဲ့အပြစ်ခါကိုလောကကားတိုင်းပေါ်မှာအသက်ပေးခဲ့တယ်ဗျာ3ရက်မြောက်မှပြန်လဲရှင်ပြန်ထားမြောက်တယ်ဗျာတန်ချက်တော်အဖြစ်အနာရောဂါငြိမ်းစေတယ်ဗျာကျေးဇူးတော်ချီးမွမ်းပါတယ်ပါကျွန်တော်ယေရှုကိုယုံတယ်ယေရှုကိုယုံကျွန်တော်ယုံကြည်တယ်ဒီသက်သေခံချက်ကြားတဲ့အခါတချို့သောသူတွေရဲ့နှလုံးသားထဲမှာကြီးစွာသောယုံကြည်ခြင်းတစ်ခုရသွားပြီဟာလေလုယာအဲ့ဒီယုံကြည်ခြင်းကသင်အိမ်ထဲမှာနမိတ်လက္ခဏာဖြစ်ကိုဖြစ်မှာဖြစ်တယ်ဟာလေလုယာ2026မကြော်ဘဲနဲ့နမိတ်လက္ခဏာမြင်ရမှာဖြစ်တယ်ဟာလေလုယာလူလောကမှာငါ့ကိုခေါ်ငါထူးမိဆိုတာထာဝရဘုရားသခင်ပဲရှိတယ်ဟာလေလုယာဆုတောင်းပိုင်ခွင့်ရှိတာလေကျွန်တော်တို့ပဲဖြစ်တယ် praise the lord hallelujah မဿဲ9:9ကဘာပြောလဲတောင်းကြလောတောင်းလျင်ရမည်တဲ့နော်ရှာကြလောရှာလျင်တွေ့မည်တကားကိုခောက်ကြလောခောက်လျင်ဖွင့်မယ်တောင်းတဲ့သူကရတယ်ရှာသောသူကတွေ့တယ်တကားခောက်ပြီးဖွင့်ပေးတယ်နေဘုရားမျိုးမြင်အရန်ဖျားကျေးဇူးတော်ချီးမွမ်းတယ် hallelujah သူခေါ်တဲ့အခါမှာထူးတယ်ဘာကြောင့်ထူးလဲအသက်ရှင်သောဖခင်ဖြစ်သောကြောင့်အာမင်အသက်ရှင်သောဖခင်ဖြစ်သောကြောင့်ခေါ်တဲ့အခါမှာထူပြီးသည့်ကာလဆရာဝန်ကပြောတယ်ခွ
ခွဲစိတ်ကိုခွဲစိတ်ရမှာဒိတ်လည်းသတ်မှတ်ပေးပြီတခြင်းခေါ်တယ်မထူးကြဘူးဒါပေမဲ့ဘုရားကဆက်ပြီးဝိညာဉ်တော်အဖြစ်ခွန်အားပေးလျက်ရှိတယ်နောက်တစ်ချိန်ထပ်ပြီးတော့မှဘုရားကိုခေါ်တယ်ရောက်တဲ့ခံခြင်းအလုံးကြားတယ်ထူးကြလားမထူးသေးဘူးခေါ်ရင်ထူးတယ်ဘုရားကမထူးတာမဟုတ်ဘူးမထူးသေးဘူးဟာလေလုယာနော်မြို့သမီးတယောက်သူကလေးအတွက်လာတဲ့အခါမှာသခင်ရှုကသူ့ရဲ့ faith ကိုစစ်ဆေးတယ်လို့ယုံကြည်ခြင်းကိုကောင်းကောင်းစစ်ဆေးတယ်ငါလူမျိုးအတွက်ငါလာတာမင်းနဲ့မဆိုင်ဘူးတဖြည်းဖြည်းနောက်ဆုံးဘယ်လောက်ထိတောင်ပြောလဲတားကျွေးတဲ့အစာငါဘာလို့ငါခွေးကျွေးရမှာလဲအဲ့လောက်ထိပြောခံရတာဒါပေမဲ့ဒီမျိုးသမီးယုံကြည်ခြင်းကဘယ်လောက်ထိတောင်လဲဆိုတော့ခွေးဆိုလဲခွေးပဲတဲ့ခွေးဆိုတာစပွဲကကြားတဲ့ဟာစနုစပေါက်လဲစားထိုက်ပါတယ်ဟာသခင်ဘုရားစိတ်ထိတွေ့သွားတယ်ဟာလေလုယာဒီလောက်ကြီးတဲ့ယုံကြည်ခြင်းဣသရေလအမျိုး၌ပင်ငါမတွေ့ဘူးဘုရားအမျိုးမျိုးခေါ်တယ်မထူးဘူးကျမ်းမိုက်ကတော့အဲ့ဒီကသိရင်လည်းသိမှာပေါ့ခေါ်ရင်ထူးတယ်ဆိုတာနော်တက်တည်ခံချက်တွေလည်းရှိမှာပေါ့နော်ဒါပေမဲ့မထူးတော့စိတ်ဓာတ်ကြမှာပေါ့နောက်နေ့ဆက်ပြီးတော့မှခေါ်ဖို့အတွက်သူမသိလိုက်ပြီမဲ့တန်ရှင်တော်ဝိညာဉ်တော်ကသူ့ထက်မှာအလုံးလုံးနေပြီဖြစ်တယ်ဟာလေလုယာနောက်တစ်ချိန်ထပ်ခေါ်ရဲဆိုတာအဲ့ဒါဝိညာဉ်တော်ဖခင်အထဲကနေအလုံးလုံးတာဖြစ်တယ်မထူးပြန်ဘူးဒါပေမဲ့တတိယအချိန်ခေါ်တဲ့အခါမှာတော့ဖခင်ကထူးသည်တာမကအဖြေတစ်ခါလေးပေးလိုက်တယ်ဟာလေလုယာထာဝရဘုရားနာမသာယူဘုန်းကြီးပါစေဖခင်ကသူ့အချိန်ရောက်တဲ့အခါမှာအံ့ဩဖွယ်ဟာနမိတ်လက္ခဏာပြုတဲ့ဖခင်ဖြစ်တယ်လို့သခင်ဖခင်ရဲ့အချိန်ကလည်းဘယ်တော့မှလည်းနောက်မကြောက်အခုလည်းနောက်ကြမှာမဟုတ်ဘူးနောက်လည်းနောက်ကြမှာမဟုတ်ဘူး right time သူ့အချိန်ရောက်တဲ့အခါမှာအံ့ဩဖွယ်ဟာနမိတ်လက္ခဏာကိုပြုတဲ့ထာဝရဖခင်သခင်ဟုတ်တယ်ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး18အငယ်21ကနေကြည့်တဲ့အခါမှာအေလိယသည်လူများရှိရာသို့လာ၍သင်တို့သည်ဘာသာနှစ်ခုစัจ जा မှာအဘယ်မျှကာလပတ်လုံးယုံမှားသောစိတ်နှင့်နေကြလိမ့်မည်နီကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကမြည်ဆန်းလို့ရတဲ့ဘုရားဖြစ်တယ်ဟာလေလုယာခေါ်လို့ရတဲ့ဘုရားသခင်ဖြစ်တယ်အောင်ဘယ်နမိတ်လက္ခဏာပြုတဲ့ထာဝရဘုရားဖြစ်တဲ့အခါမှာအေလိယကအဲ့ဒါကိုကောင်းကောင်းသိတယ်ထာဝရဘုရားကဖယားမှန်လားဒီဘက်မှာတော့ဘာလဆိုတာရှိတယ်ပေါ့နော်ဘာလကဖယားမှန်လားအဲ့ဒီနှစ်ခုစัจ जा မှာတော့ဇဝေဇဝါနဲ့မနေပါနဲ့တဲ့အသက်ရှင်တဲ့ဖယားဘယ်အရာလဲဆိုတာသိဖို့အတွက်လက်တွေ့ဆန်းရအောင်ကောင်းကင်အောက်မြေကြီးပေါ်မှာလူရဲ့အသက်ကိုအာမခံပေးတဲ့ဖယားတဆူရှိတယ်အဲ့ဖယားသခင်ကိုခေါ်ကြည့်ဖို့မြည်ဆန်းကြည့်ဖို့ကောင်းလို့ရာအားလုံးနောက်မှာလိုက်နေဖို့မဟုတ်ပဲနဲ့မိမိဘဝအသက်တာအတွက်တကယ်အာမခံချက်ပြင်ဆင်ပေးတဲ့တကယ်စစ်မှန်အသက်ရှင်တဲ့ဖယားနဲ့ထိတွေ့ဖို့အမတန်မှအရေးကြီးပါတယ်။အိုဘာလဖယားအကျွန်ုပ်တို့အားထူးတော်မူပါဟုနတ်နဲ့အချိန်မှစ၍မွန်းတဲ့အချိန်တိုင်အောင်ဘာလ၏နာမကိုဟစ်ခေါ်ကြ၏ဘာလကူးကွယ်တဲ့သူတွေကနွားကိုပြင်ဆင်ပြီးတော့မှနတ်နဲ့ကနေမွန်းတဲ့အချိန်ထိရောက်လာပြီဘာလရဲ့နာမကိုဟစ်ခေါ်နေပြီမဲ့ထူးခြားမှုမရှိဘူးဘာကြောင့်ထူးခြားမှုမရှိလဲဆိုတဲ့အခါမှာဘာလကငါ့ကိုခေါ်လို့ငါထူးမီလို့ပြောထားတာမှမရှိတာဘာလ၏နာမကိုဟစ်ခေါ်ကြ၏တို့ရာတွင်ဗျာဒိတ်တံမရှိထူးသောသူလည်းမရှိသူတို့သည်ကိုတီသောရစ်ပလင်ရှေ့မှာကခုန်ကြ၏ကဲဒီနည်းနဲ့ဆူတောင်းနေတာမထွင်လဲနောက်တစ်မျိုးကခုန်ပြီးတော့မှပေါ့နော်သူတို့အာရပါရစိတ်အားထက်သန်မှုနဲ့ဘာကိုဖော်ပြနေလဲဆိုတော့သူတို့ရဲ့ရိုးတွင်းချင်စီထဲမှာဘာလဟာလဲကဲတင်နိုင်တယ်ဘာလဟာလဲထူးနိုင်တယ်လို့သူကယုံထားတယ်လွယ်နဲ့တော့အလျှော့မပေးဘူးသူမှလည်းတကိုးရှိတယ်လို့ခံယူထားတယ်နောက်တစ်ဆင့် level တစ်ခုထပ်တက်လာတယ်
တန်ဆူးတွေနဲ့ကိုရှာစေတယ်ကိုသွေးထွက်သည့်တိုင်အောင်ယုံထားတာဖြစ်တယ်ဒါပေမဲ့ဘာမှနမိတ်လက္ခဏာပါမလာဘူးတစ်ဖက်မှာရှိတဲ့ဘာလနဲ့ဆိုင်သောသူတွေအတွက်ထာဝရဘုရားသည်အသက်ရှင်တော်မူသောဘုရားဖြစ်ကြောင်းယုံကြည်သောသူများကိုယ့်ရဲ့ပလင်ကိုပြန်ကြည့်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေကိုယ့်ရဲ့ရစ်ပလင်ကိုပြန်လဲပြုတ်ပြင်နိုင်သောသူများဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေမိဆိုတာ6လေတောက်လေပဲ6နေရင်လောင်အားကောင်းနေပဲဒါပေမဲ့အေလိယကဘလောက်ထိယုံတယ်လဲဆိုလို့ရှိရင်ရေလောင်းခိုင်းတယ်ဘေးကအငယ်35မှာဆိုကျုံတော်ရေပြည့်သွားတဲ့အထိ3ချိန်လုံးရေလောင်းတယ်ဆိုရွှဲသွားတယ်ဖခင်ရဲ့တတ်နိုင်ခြင်းကိုအဲ့ဒီလောက်ယုံတယ်ဟာလေလုယာဖခင်အမှုပြုနိုင်ဖို့ငါတို့ထင်း66လေးရှာခဲ့ဆိုတဲ့တဲမှာမဟုတ်ဘူးရေမဆူစင်နဲ့ဆိုတဲ့အရာမျိုးမဟုတ်ဘူးရေပါလောင်းလိုက်တယ်ဖခင်ကဘလောက်ပဲဆူရွှဲပြီးရေထဲနစ်နေတော့မှဖခင်လောင်ကျွမ်းစေရင်လောင်မှာပဲဟာလေလုယာအခြေအနေတွေပေါ်မှာမဟုတ်ဘူးအခြေအနေရဲ့တစ်ဖက်မှာဖခင်ရဲ့တတ်ဆွမ်းနိုင်ခြင်းကရှိပြီးသားဖြစ်တယ်ဒါကြောင့်ဖခင်အလုံးလုံးမဲ့အရာပေါ်မှာကျွန်တော်တို့ကတဘာဝကြစွာလိုက်ပြီးဖန်တီးနေစရာမလိုဘူးတဘာဝမကြလဲအဲ့ဒီပေါ်မှာဖခင်ကအလုံးလုံးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာလူပြောင်းလဲဖို့ကိုရောဟာအသက်ရှင်တဲ့ဖခင်ဖြစ်ကြောင်းနှလုံးသားပြောင်းလဲစေဖို့ဘယ်သူမှဆူတောင်းလဲဆိုတော့ဖခင်သခင်ရှင်မှဆူတောင်းတယ်ဖခင်နာမှာဘုန်းကြီးပါစေလူတယောက်စိတ်နှလုံးပြောင်းလဲဖို့လူချင်းပြုလို့မရဘလောက်စေတနာစိတ်ရှိပြီးပြုလဲမရဘူးတခါလေဂယုဏဒေါသောနဲ့ပြောမိရင်လည်းမရဘူးဟုတ်ပါတယ်အငယ်30မှာထိုအခါထာဝရဘုရား၏မီးသည်ကြသဖြင့်မီးရှို့ရာရဲ့အစရှိသောထင်းကြောက်မြေမှုန့်ကိုလောင်၍ကျုံ၌ရှိသောရေကိုလည်းခန်းချောက်စေဟာလေလုယာရစ်ပလင်ပေါ်မှာရှိတဲ့ရစ်လဲလောင်သွားတယ်ကြောက်တီမြေမှုန့်နေဖယားရှိကလာတဲ့အဲ့ဒီမီးကဘယ်ရာမှမခံနိုင်ဘူးဘုရားနာမှာဘုန်းကြီးပါစေကြောက်လဲဘာဖြစ်သွားလဲလောင်သွားတယ်တဲ့အနေပတ်ဝန်းကျင်မှာကြောက်လို့မာနေတဲ့အရာတွေရှိနေလဲဆူတောင်းပါထာဝရဘုရားထံကမီးရောက်လာတဲ့အခါမှာဖယောင်းလူပျော့ပြောင်းသွားလိမ့်မယ်ဟာလေလုယာအံ့ဘွယ်သောနမိတ်လက္ခဏာကိုမြင်တွေ့ရမယ်ခံစားရမယ်ဒီမှာပါလေအေလိယဖယားကိုခေါ်တဲ့အခါမှာခေါ်ရင်ထူးတဲ့ဖယားရှိမှခေါ်တာဖယားထူးတယ်ကောင်းကင်ကမီးကျလာပြီးဒီကာလလုံးဝတောက်လောင်သွားတယ်နမိတ်လက္ခဏာဖြစ်တယ်အသက်ရှင်တဲ့ဖယားသခင်ဟုတ်တယ်ကျွန်တော်ယနေ့ကိုးကွယ်နေတဲ့ယေရှုခရစ်တော်ကဟိုဘက်မှာအသက်ရှင်ပြီးဟိုဘက်မှာနမိတ်လက္ခဏာပြုပြီးဒီဘက်ရောက်တဲ့အခါမှာအသက်မရှင်တော့တဲ့ဖယားမဟုတ်ဘူးမပြောင်းမလဲအစဉ်မြဲအသက်ရှင်တဲ့ဖယားဖြစ်တယ်တစ်ဖက်မှာနမိတ်လက္ခဏာပြုပြီးအခုနမိတ်လက္ခဏာမပြုတော့တဲ့ဖယားမဟုတ်ဘူးခဏလေးနမိတ်လက္ခဏာပြုနေတဲ့ဖယားဖြစ်တယ်ကာလအစဉ်တည်တဲ့ဖယားဟုတ်တယ်ဟာလေလုယာယေရှုခရစ်သည်မနေ့ယနေ့နောင်ကာလမပြောင်းမလဲသူ့ရဲ့အသက်ရှင်ခြင်းဟာထာဝရဖြစ်တယ်အမြဲတမ်းကြည်စုပြုပြီးတယ်အမြဲတမ်းနမိတ်လက္ခဏာပြုပြီးတယ်ခေါ်တဲ့အခါမှာထူးတဲ့ထာဝရဘုရားဖြစ်တယ်အထဲမှာစန္ဒလေးရှိဖို့ပဲဘုရားရှင်ကောင်းချီးပေးပါစေကိုယ်တိုင်ကလွတ်မြောက်ခြင်းနဲ့စန္ဒကိုယ်တိုင်ကဘုရားရှင်ရှိကခံစားခြင်းနဲ့စန္ဒကိုယ်တိုင်ကဘုရားရှင်ရှိကနမိတ်လက္ခဏာမြင်ခြင်းနဲ့အဲ့ဒီစာငတ်တဲ့နှလုံးသားစန္ဒကိုဘုရားကကြည်တာဖြစ်တယ်အဲ့ဒီစန္ဒရှိပြီဆိုဘုရားကအံ့ဘွယ်နမိတ်လက္ခဏာဘယ်နေရာကနေပဲခေါ်ထူးတဲ့ဘုရားဟာလေလုယာကြိုက်တဲ့နေရာကခေါ်လို့ရတယ်ကြိုက်တဲ့အခြေအနေတွေကနေခေါ်လို့ရတယ်ဖြူစင်နေမှတန့်ရှင်းနေမှမဟုတ်ဘူးအဆိုးဆုံးအခြေအနေတွေမှာလူတွေကညှင်းပယ်ခြင်းခံထားရတဲ့အခြေအနေတွေကနေလဲခေါ်ကြည့်ပါထူးတော်မူသောဘုရားဖြစ်တယ်ဟာလေလုယာအသက်ရှင်တော်မူသောဘုရားဖြစ်သောကြောင့်ထူးတယ်ကျွန်တော်ဒီအသက်10ကျော်တက်လေတော့ကျွန်တော်ဆူတောင်းခဲ့တဲ့အရာလေးတစ်ခုပေါ့နော်
ဘုရားအဖြစ်ပေးတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါတခုကတော့ကျွန်တော်မမေ့နိုင်ဘူးပေါ့နော်တညတော့ကျွန်တော်ຫນွေရာသီနော်တအားပူနာဘုရားသခင်မိုးရွာပေးရင်အရန်ကောင်းမယ်မဖြစ်နိုင်တဲ့အချိန်နော်ຫນွေရာသီပူတာချွေးတယ်ဆိုတော့ဆူတောင်းပြီးအိတ်တော့မိုးကရွာတာရဲရဲဆက်ဆက်မိုးတွေပါချိန်တာရှက်စီးတွေပါလက်တာဟာကျွန်တော်ဆောင်းနေမှာကောက်ချုံပြီးတော့မှခဏကြာတော့အိတ်တာအဲ့လိုကောင်းလိုက်တာခေါ်ရင်ထူးတယ်ဗျာမနေ့ကျတော့ဟာဖျားခေါ်တယ်ညရွာလိုက်တာမိုးဟာညီကြီးလည်းမဆူကျန်တဲ့သူတွေတယောက်တော့မှမရွာဘူးကျွန်တော်တယောက်တည်းပဲရွာပေးတယ်ဟာလေလုယာဘာကြောင့်ကျွန်တော်ဆုတောင်းတာဟုတ်ကျွန်တော်ဆုတောင်းတာဟုတ်တကယ်ပြင်မှာမိုးရွာတာလည်းမဟုတ်ရှက်စီးလက်တာလည်းမဟုတ်ဘူးကျွန်တော်တယောက်ထဲအတွက်ပဲဖရားလုပ်ပေးလိုက်တာထိုထာဝရဘုရားနာမှာဘုန်းကြီးပါစေဟာလေလုယာကောင်းကောင်းမွန်မွန်အိပ်စက်ခဲ့ရတယ်ဖရားမှာနီလန်အများကြီးရှိတယ်ဟေဘရဲ 7:6 ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ဘုရားသခင်ထံတော်သို့ချဉ်ကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုရောကိုယုံကြည်တော်သူတို့ဟာအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ဟာလေလုယာယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ကျွန်တော်မှလိုတာတစ်ခုပဲပါလေယုံကြည်ခြင်း by faith ယုံကြည်တဲ့စိတ်တစ်ခုထဲနဲ့ဆုတောင်းမယ်ဆိုစိတ်တော်နဲ့တွေ့မယ်ဖယားရှိတာကိုလည်းခံစားရမယ်ဖယားအကျိုးပေးတာကနေလက်တွေ့သက်သေခံချက်ကြားရပြီဖြစ်တယ်ထာဝရဘုရားနာမသား၍ဘုန်းကြီးနဲ့မင်္ဂလာရှိပါစေ